အားလုံးပဲမင်္ဂလာပါအာဆင်နယ်ရဲ့ J channel ကနေပြန်နေကြိုဆိုလိုက်ပါလေဒီနေ့မှာတော့ကျွန်တော်အာဆင်နယ်အသင်းနဲ့ဘုံမော်အသင်းတို့ရဲ့ပွဲစဉ်ရဲ့ပွဲပြီး3ချက်ဗီဒီယိုလေးပြုလုပ်ပေးသွားမှာဖြစ်တယ်ကျွန်တော်ပွဲမတိုင်ခင်ညကလည်းတညလုံးမအိပ်ခဲ့ရတယ်လို့အာဆင်နယ်ပွဲကိုလည်းပဲကျွန်တော်ကြည့်ရင်းနဲ့အိပ်ပျော်သွားခဲ့တယ်ဘောနော်မိနစ်60လောက်ပါအဲ့တော့ကျွန်တော်ကြည့်နေတဲ့တစ်လျှောက်ကတော့ဒါတကူ0နဲ့အနိုင်ရရှိနေတဲ့အချိန်ပေါ့နော်အဲ့လောက်နေပဲပြီးသွားမယ်လို့ထင်ထားတာပေါ့အဲ့တော့ပွဲပြီးမှာတော့အာဆင်နယ်အသင်းကရှုံးနေခဲ့တယ်ပေါ့နော်ပေးလိုက်ရတဲ့ဂိုးတွေကိုပြန်ကြည့်မယ်ဆိုရင်လည်းဒါလက်ပစ်ဘောကနေပြီးတော့တစ်လုံးတောင်းကံဘောကနေပြီးတော့တစ်လုံးပေးလိုက်ရတယ်ပေါ့နော်အဲ့တော့မြန်မာဆက်ဆက်တော့အပြစ်မတင်ချင်ဘူးအာဆင်နယ်အသင်းကဒီနေ့ပွဲမှာလည်းပဲပွဲအစမှာသူတို့အထာနှေးနေတာကိုတွေ့ရတယ်လူစုံတက်စုံသုံးလာတဲ့အချိန်မှာတော့အရှုံးရလက်ထွက်သွားတဲ့အတွက်ကြောင့်မလို့တိတ်တော့စိတ်တိုင်းတော့မကြဘူးနော်ဒါပေမဲ့လည်းပဲကစားသမားတွေကအင်တိုင်းအားတိုင်းအသေးအတန်ပွဲကိုပလေးတာမျိုးမဟုတ်ဘဲနဲ့သူတို့ထိန်းကစားတင်ထိန်းကစားပြီးတော့နည်းနည်းရိုးရိုးရေးဆော့သွားတဲ့ပွဲပဲပေါ့နော်ပြီးခဲ့တဲ့ပရီးမီးယားလိပွဲတွေထဲမှာကိုကအာဆင်နယ်ကအိတ်ပုံစံတိုင်းပဲကစားနေတာများတယ်ပေါ့နော်ဒါကလည်းတစ်ဖက်ကချန်ပီယံလိပွဲရှိနေတဲ့အတွက်ကြောင့်မလို့အနေငယ်ရှော့ကစားရလို့ကျွန်တော်တို့တွက်လို့ရရတယ်အရေးကြီးနေတာက PSG နဲ့ပွဲပါကျွန်တော်ဒီပွဲအတွက်ကိုကျွန်တော်အများကြီးမပြောချင်ဘူးအာဆင်နယ်အသင်းက big chance 4ချိန်ရခဲ့တယ်တစ်ချိန်9ဝင်ခဲ့တယ်3ချိန်လွဲတယ်တစ်ဖက်ကတော့ big chance 3ချိန်မှာ2ချိန်9ပေါက်တဲ့2ချိန်ဝင်တယ် big chance ချိန်နဲ့လွဲတယ်အဲ့အတွက်ကြောင့်မလို့ဒီဟာကပဲအဖြေဖြစ်သွားတယ်လို့ပြောလို့ရတယ်အာဆင်နယ်အသင်းဒီနေ့မှာကောင်းခဲ့လားမကောင်းခဲ့လားဆိုတာတော့ကျွန်တော်ကြည့်တဲ့တစ်ချောင်းမှာတော့အာဆင်နယ်အသင်းကစားသွားတာမစိုးပါဘူးဘန်ဝိုက်ကရှင်းပြရမယ်ဆိုတင်ပါရဲ့နေရာကိုတော့ခြေတင်းနိုင်စွမ်းတော့မရှိဘူးဂျူလီယန်တင်ပါရဲ့ minor injury က PSG နဲ့ပွဲကိုလွဲလောက်တယ်ဘာညာဆိုတဲ့သတင်းနဲ့ထွက်နေတယ် OD ကလည်းလက်ရှိဒဏ်ရာရသွားတဲ့အနေအထားက announcement ကျွန်တော်အခုထိတော့ရှာကြည့်တော့မထွက်လာသေးဘူးပေါ့နော်အဲ့တော့ PSG နဲ့ပွဲမှာသူတို့မပါလာနိုင်ပါတော့အနေငယ်စိုးရင်တယ်ပေါ့နော်ဒီပွဲမှာလည်း OD ကခြေစွမ်းကမစိုးဘူး Declan Rice ဂိုးတကူတော့ဖန်ပြီးပေးသွားနိုင်ခဲ့တယ်ပေါ့နော်ပြောမယ်ဆို OD ကကျွန်တော်စိုးရင်တာကဒါပွဲကြီးတွေမှာသူ့ရဲ့ခြေစွမ်းပိုင်းဆိုင်ရာကြမှုတွေကိုကျွန်တော်သိပြီးတော့သဘောမကျဘူးဘာကြောင့်လဲဆိုတော့Ipswich Town နဲ့ပွဲစဉ်မှာသူ man of the match ရတယ်ထင်တယ်အဲ့လိုမျိုးပွဲစဉ်တွေမှာကောင်းပြီးတော့တကယ်ပွဲကြီးတွေကြရင်သူ့ရဲ့ပယ်စဉ်တွေကအမားများနေတာတွေသူပယ်စဉ်ရွေးချယ်မှုတွေ decision နှေးနေတဲ့ကိစ္စတွေကတော့တော်တော်လေးဆိုးတယ်လို့နော်အဲ့ဒီတော့ကြောင့်မလို့ OD ကိုဝေဖန်တာတစ်ပိုင်းမှာဒီနေ့ပွဲမှာတော့သူကောင်းရင်ကောင်းနေပဲကျွန်တော်တို့ချီးကျူးမှာပါဒါပါပဲဒါပေမဲ့ OD ကမှမရှိရင်လည်းပဲအပြင်မှာအသင်းဆောင်နေတဲ့ဇင်ရှင်ကိုလိုကစားသမားမျိုးတွေကိုကျွန်တော်တို့က main line အထက်သုံးမလားဆိုတဲ့ကိစ္စကလည်းမေးခွန်းထုတ်စရာရှိနေတယ်ပေါ့နော်အာဆင်နယ်အတွက်ကတော့တကယ်တမ်းပြောရင်စုပ်လဲသူစားလဲယူပါပဲအာဆင်နယ်မှာကစားသမားအင်အားလုံလောက်ဆိုတာမရှိပါဘူးဒါကိုတချို့ play သက်တွေသိနေသိမယ်တချို့ကတော့ဒီကစားသမားတွေနဲ့ငါတို့အကုန်ယူလို့ရပြီလို့ထင်တဲ့ချိန်တွေပေါ့နော်ငယ်ချင်းတို့မရပါဘူးအဲ့လောက်မလွယ်ပါဘူးတကယ်အမှပွဲဖြေကိုပြောင်းလဲနိုင်တဲ့ကစားသမားတွေပွဲကိုထိန်းချောင်းနိုင်တဲ့ကစားသမားတွေသူ့နေရာနဲ့သူရှိနေမှာတန်တဲ့ကစားသမားတွေကလည်းအသင်းနဲ့လိုက်ပြီးတော့ဟန်ချက်ညီတဲ့ကစားသမားတွေရှိနေမှာဖလားရရှိဖို့တေချာတဲ့အသင်းဖြစ်လာမှာပေါ့နော်အခုချိန်မှာတော့အာဆင်နယ်ကအဲ့လိုအပိုင်းတွေမှာလိုအပ်ချက်ရှိနေသေးတယ်မာတင်နယ်လီတို့လိုတောင်ပန်ကစားသမားတွေတိုက်စစ်မှာဆိုဒါမယ်ရီနိုတို့ထရော့ဆက်တို့ဝင်ဆောက်ရနေရတာမျိုးတွေဒဏ်ရာရကစားသမားများပြားတဲ့အချိန်မှာအရန်လူစင်းမရှိနေခြင်းတွေကအာဆင်နယ်အတွက်တော်တော်ကြီးမားတဲ့ပြဿနာပါဒီနေ့ပွဲမှာလည်းပဲအာဒီဒါလူချင်းနေခဲ့တဲ့ Hobson ကတစ်လုံး Evanson ကတစ်လုံးပေါ့နော်နှလုံးပေးလိုက်ရတယ်ပြီးတော့အာဆင်နယ်ဘက်ကတော့ Declan Rice ကတကူသွင်းယူသွားခဲ့တယ်ပေါ့နော်ဘာမှထွေထူးထူးပြောဖို့မရှိတဲ့ပွဲပါအဓိကတော့သူတို့ရဲ့ခြေစွမ်းဒင်းပြေးချက်ပြေးကစားတဲ့ပွဲကိုလည်းကျွန်တော် PSG နဲ့ပွဲမှာတော့တွေ့မြင်ရလိမ့်မယ်အဲ့ပွဲကိုပဲအချိန်ပြောရရင်တော့အနိုင်ရခြင်းနဲ့ကျန်တဲ့ကိစ္စတွေကျွန်တော်ခေါင်းထဲမှာလည်းအများကြီးရှိနေပြီ PSG နဲ့ပွဲအတွက်ပွဲကြိုသုံးသက်ချက်မတိုင်ခင်မှာအာဆင်နယ်အသင်းနောက်တစ်ဆင့်ကိုရောက်နိုင်လားဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်တို့ဆွေးနွေးကြမယ်ဒီပွဲအမြင်လေးတွေကိုလည်းကွန်မန့်မှာဝင်ရေးပေးသွားကြပါဦးငွေချင်းတို့ကဘယ်လိုမြင်လဲပေါ့နော်ပရီးမီးယားလိကတော့မရတော့ဘူးဆိုတာသိကြနေပြီဆိုပေမဲ့ချန်ပီယံလိဝင်ခွင့်တနေရာအတွက်အဆင့်နဲ့နေရာမှာတော့ကျန်နေစီခြင်းတယ်ပေါ့နော်အဆင့်နဲ့နေရာမကျန်ရင်တော့အနည်းဆုံးချန်ပီယံလိဝင်ခွင့်ရဖို့ကတော့မဖြစ်မနေလိုအပ်တယ်ပေါ့နော်အဲ့တော့ Chelsea အသင်းတွေကလည်းတော်တော်လေးအမှတ်ကွာနေတဲ့အတွက်ကြောင့်မလို့ပြဿနာတော့မကြီးတော့ဘူးထင်တာပဲတကယ်လို့ PSG နဲ့ပွဲကိုရှုံးခဲ့တာဖြစ်ဖြစ်နိုင်ခဲ့တာဖြစ်ဖြစ် final မှာတိုင်ခင်မှာ Premier League ကိုအပြည့်အဝပြင်ပြီးတော့အာရုံစိုက်လို့ရပါတယ်အရင်ကြီးတော့စိုးရိမ်ရမရှိဘူးထင်တယ်ဒီနေ့ဗီဒီယိုလေးကိုကျွန်တော်ဒီမှာပဲဆုံးသတ်မယ်နောက်ထပ်ဗီဒီယိုနဲ့တူပြန်ဆုံတွေ့ပါမယ်အားလုံးပဲမင်္ဂလာရှိတော့နေလေးတစ်နေ့ဖြစ်ကြပါစေကျွန်တော်ဒီမှာမိုးရွာနေလို့အတန် quality ပိုင်းဆိုင်ရာအဆင်မပြေခဲ့ရင်လည်းအားလုံးပဲသိခံပေးကြပါဦးနောက်ထပ်ဗီဒီယိုမှာပြန်ဆုံတွေ့ကြပါ